တခုမြောက်သောစာလံမတရားသောသူတို့၏တိုက်တွန်းခြင်းသို့မလိုက်လူဆိုးတို့၏လမ်းတွင်မရက်မနေမထီမဲ့မြင်ပြုသောသူတို့၏စည်းဝေး၌မထိုင်ထာဝရဘုရား၏တရားတော်၌မွေးလျော်၍တရားတော်ကိုနေညမပြတ်ဆင်ခြင်အောက်မေ့သောသူသည်မင်္ဂလာရှိ၏အကြောင်းမူကားထိုသူသည်မျက်နှာမှဆိုင်လျက်မိမိအချိန်တန်မှအသီးကိုသီး၍အရွက်မညှိုးနွမ်းတတ်သောအပင်နှင့်တူ၏ပြုလေသည်များတို့၌အောင်လိမ့်သည်မတရားသောသူတို့မူကားထိုကဲ့သို့မဟုတ်လေတိုက်၍လွင့်သောဖွဲနှင့်တူကြ၏ထို့ကြောင့်တရားဆုံးဖြတ်တော်မူရာကာလ၌မတရားသောသူတို့သည်မတည်မနေရကြဖြောင့်မတ်သောသူတို့၏ပေါင်းသင်းထဲသို့လူဆိုးတို့သည်မဝင်ရကြကျောင်းမူကားဖြောင့်မတ်သောသူတို့၏လမ်းကိုထာဝရဘုရားသိကျွမ်းတော်မူ၏မတရားသောသူတို့၏လမ်းသည်ဆုံးရှုံးခြင်းသို့ရောက်ရလိမ့်သည်နှစ်ခုမြောက်သောစာလံဖျားသခင်ရွေးချယ်တော်မူသောဘုရင်လူမျိုးတို့သည်အဘယ်ကြောင့်ယုံရင်ခတ်ပြုကြသနည်းလူစုတို့သည်အဘယ်ကြောင့်အချီးနှီးကြံစီကြသနည်းလောကီရှင်ဘုရင်တို့သည်ထကြ၍မူးမတ်အရာရှိတို့လည်းထာဝရဘုရားနှင့်ခရစ်တော်ကိုယံဘက်ပြုလျက်သူတို့ချီနှောင်ခြင်းကိုဖြေချကုန်အံ့ချီနှောင်သောကြိုးတို့ကိုဖယ်ချကုန်အံ့ဟုသင်ဖွဲ့ကြ၏ကောင်းကင်ဘုံ၌ထိုင်တော်မူသောသူသည်ပြုံးရည်၍ထာဝရဘုရားသည်သူတို့ကိုကဲ့ရဲ့တော်မူ၏ထိုအခါအမျက်တော်ထွက်၍သူတို့ကိုမိန့်တော်မူမည်ပြင်းစွာသောအမျက်တော်နှင့်သူတို့ကိုပူပန်စေတော်မူမည်ငါ၏ရှင်ဘုရင်ကိုတန်ရှင်းသောဇိအုန်တောင်တော်ပေါ်မှငါကိုယ်တိုင်ဗိသိက်ပေးပြီဟုမိန့်တော်မူမည်ဗျာဒိတ်တော်အချက်ကိုငါပြန်ကြားပေအံ့ထာဝရဘုရားကသင်သည်ငါသားဖြစ်၏ယနေ့ပင်သင်ကိုငါဖြစ်ပွားစေပြီငါကိုတောင်းလောလူအမျိုးမျိုးတို့ကိုသင်၏အမွေဥစ္စာဖို့ငါပေးမည်မြေကြီးစွန်းတိုင်အောင်ပိုင်ထိုက်သောအခွင့်ကိုလည်းငါပေးမည်သင်သည်သူတို့ကိုတန်လှန်တန်နှင့်အုပ်ဆိုး၍မြေအိုးကိုခွဲဖြတ်တဲ့ကဲ့သို့ခွဲဖြတ်လိမ့်မည်ဟုငါအားမိန့်တော်မူပြီတို့ဖြစ်၍ရှင်ဘုရင်တို့ပညာသတိရှိကြလောလောကီမင်းတို့ဆုံးမခြင်းကိုခံကြလောကြောက်ရွံ့သောစိတ်နှင့်ထာဝရဘုရား၏အမှုတော်ကိုထမ်းရွယ်၍တုန်လှုပ်ခြင်းနှင့်ဝမ်းမြောက်ကြလောသားတော်ကိုနမ်းကြလောသို့မဟုတ်လျင်အမျက်တော်ထွက်၍သင်တို့သည်လမ်း၌ပျက်စီးခြင်းသို့ရောက်ကြလိမ့်မည်အမျက်တော်သည်ချက်ချင်းထွက်လိမ့်မည်သားတော်ကိုကိုးစားသောသူအပေါင်းတို့သည်မင်္ဂလာရှိကြ၏ခုမြောက်သောစာလံနနက်ချိန်ဆုတောင်းဒါဝိဒ်သည်သားတော်အဘရှလုံရှေ့မှပြေးသောအခါဆက်ဆိုသောစာလံအိုထာဝရဘုရားအကျွန်ုပ်၏ရန်သူတို့သည်အလွန်တိုးပွား၍အကျွန်ုပ်တစ်ဖက်၌ထသောသူတို့များကြပါ၏သူသည်ဖျားခင်ကိုအမိပြု၍ချမ်းသာမရဟုကျွန်ုပ်ကိုရည်ဆောင်၍ပြောသောသူအများရှိကြပါ၏သို့တော်လည်းအိုထာဝရဘုရားကိုတော်သည်ကျွန်ုပ်၏အကွယ်ကာဖြစ်တော်မူ၏ကျွန်ုပ်၏ဘုန်းလည်းဖြစ်တော်မူ၏ကျွန်ုပ်၏ဥကောင်းကိုချီကြွတော်သူလည်းဖြစ်တော်မူ၏ငါသည်ထာဝရဘုရားထံသို့အသံကိုလွှင့်၍အော်ဟစ်သောအခါတန်ရှင်းသောတောင်တော်ပေါ်မှနားထောင်တော်မူ၏ထာဝရဘုရားသည်ငါကိုမဆတော်မူသောကြောင့်ငါသည်အိပ်၍ပျော်ခြင်းအခွင့်နှင့်နိုးခြင်းအခွင့်ရှိ၏ငါကိုရံဘက်ပြု၍ဝန်းရံသောသူအထောင်တောင်းကိုငါမကြောက်ဘဲနေမည်။အိုထာဝရဘုရားထတော်မူပါ။ကျွန်ုပ်၏ဘုရားသခင်ကျွန်ုပ်ကိုကယ်မတော်မူပါ။ကိုတော်သည်ကျွန်ုပ်၏ရန်သူတို့၏ပါရိုးကိုရိုက်၍မတရားသောသူတို့၏သွားကိုချိုးတော်မူ၏။ထာဝရဘုရား၏ကျေးဇူးတော်ကြောင့်ချမ်းသာရပါ၏။ပေးတော်မူသောကောင်းကြီးမင်္ဂလာသည်ကိုတော်၏လူစုပေါ်သို့တက်ရောက်ပါစေသောလေးခုမြောက်သောစာလံညနေချိန်ဆုတောင်းအကျွန်ုပ်ကိုဖြောင့်မတ်စေတော်မူသောဖျားအကျွန်ုပ်ခေါ်သောအခါနားထောင်တော်မူပါ
ကျွန်ုပ်သည်ဆင်းရဲစဉ်တွင်ကိုရောသည်ချမ်းသာပေးတော်မူပါပြီယခုလည်းတနာ၍ကျွန်ုပ်၏ပထနာစကားကိုနားထောင်တော်မူပါအချင်းလူသားတို့အဘယ်မျှကာလပတ်လုံးငါ၏ဖုံးကိုရှုတ်ချကြမည်နီအဘယ်မျှကာလပတ်လုံးအနတ္တကိုနှစ်သက်၍မုတာကိုလိုက်ရှာကြမည်နီထာဝရဘုရားသည်မိမိတန့်ရှင်းသူကိုရွေးထားတော်မူသည်ကိုသိမှတ်ကြလော့ငါခေါ်၍လျှောက်သောအခါထာဝရဘုရားသည်နားထောင်တော်မူလိမ့်မည်ကြောင်ရွံ့တုန်လှုပ်၍ဒုစရိုက်ဖြစ်ကိုရှောင်ကြလော့အိယာပေါ်မှာကိုယ်စိတ်နှလုံးနှင့်ဆွေးနွေးစဉ်းစား၍တိတ်ဆိတ်ခြင်းရှိကြလော့တရားသဖြင့်ရစ်ပူဇော်၍ထာဝရဘုရားကိုကိုးစားကြလော့ကောင်းမွန်သောအရာကိုငါတို့အားအဘယ်သူပြမည်နည်းဟုမေးတတ်သောသူအများရှိပါသည်ဖြစ်၍အိုထာဝရဘုရားမျက်နှာတော်အလင်းကိုကျွန်ုပ်တို့အပေါ်မှာပေါ်ထွန်းစေတော်မူပါသူတို့၌စံစပါးစပြည့်ရည်ပေါ်များ၍သူတို့ဝမ်းမြောက်ခြင်းရှိသည့်ထက်ကျွန်ုပ်ကိုတာ၍ဝမ်းမြောက်စေတော်မူ၏ငြိမ်ဝတ်စွာအိပ်၍ပျော်ပါမည်ကြောင်းမူကားကျွန်ုပ်သည်လုံခြုံစွာနေရသောအခွင့်ကိုကိုယ်တော်အရှင်ထာဝရဘုရားသာလျှင်အခွင့်ပေးတော်မူ၏ငါးခုမြောက်သောစာလံစောက်ထိန်တော်မူရန်ဆုတောင်းအိုထာဝရဘုရားကျွန်ုပ်၏စကားကိုနားထောင်တော်မူ၍ကျွန်ုပ်မြည်တမ်းခြင်းကိုဆင်ခြင်တော်မူပါကျွန်ုပ်၏ရှင်ဘုရင်ကျွန်ုပ်၏ဖျားကျွန်ုပ်သည်ကိုယ်တော်ကိုဆုတောင်းသည်ဖြစ်၍ကျွန်ုပ်အော်ဟစ်သောအသံကိုနားထောင်တော်မူပါအိုထာဝရဘုရားနနက်အခါကျွန်ုပ်စကားသံကိုကြားတော်မူရပါ၏နနက်အခါကိုယ်တော်ကိုမျက်မှောက်ပြု၍မျှော်လင့်ပါမည်ကိုယ်တော်သည်မတရားသောမှုကိုနှစ်သက်သောဖျားမဟုတ်ဆိုးသောသူကိုလက်ခံတော်မမူမိုက်သောသူသည်ထံတော်သို့မဝင်ရမတရားသဖြင့်ပြုသောသူအပေါင်းတို့ကိုမုန်းတော်မူ၏မုသာစကားပြောသောသူတို့ကိုဖျက်ဆီးတော်မူ၏လူအသက်ကိုတတ်တတ်သောသူနှင့်လှည့်စားတတ်သောသူတို့ကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏ကျွန်ုပ်မူကားများစွာသောကျေးဇူးတော်ကိုခံစားရသဖြင့်အိမ်တော်သို့ရောက်၍ကိုရောကိုကြောက်ရွံ့သောစိတ်နှင့်တန်ရှင်းသောဗိမာန်တော်တွင်ကိုးကွယ်ပါလိမ့်မည်။အိုထာဝရဘုရားကျွန်ုပ်၏ရန်သူတို့ကြောင့်ကျွန်ုပ်ကိုတရားတော်လမ်းထဲသို့ပို့ဆောင်တော်မူပါ။ကိုရော၏လမ်းကိုကျွန်ုပ်ရှေ့မှဖျောက်စေတော်မူပါ။သူတို့၏နှုတ်တွင်သစ္စာမရှိပါ။သူတို့နှလုံးသည်အလွန်ဆိုးပါ၏သူတို့၏လေချောင်းသည်ဖွင့်ထားသောသင်္ချိုင်းတွင်ဖြစ်ပါ၏သူတို့သည်ရှာနှင့်ချော့မော့တတ်ကြ၏အိုဖျားသခင်သူတို့ပေါ်မှအပြစ်ရောက်စေတော်မူပါမိမိတို့အကြံစီအားဖြင့်လဲကြပါစေသောကိုယ်တော်ကိုပုန်ကန်သောသူဖြစ်၍ပြစ်မှားသောအပြစ်များသောကြောင့်သူတို့ကိုနှင်ထုတ်တော်မူပါကိုယ်တော်ကိုကိုးစားသောသူတို့မူကားဝမ်းမြောက်ကြပါစေသောဆောက်ရှောက်တော်မူခြင်းကိုခံရ၍ဝမ်းမြောက်သည်နှင့်ကြွေးကြော်ကြပါစေသောနာမတော်ကိုချစ်သောသူတို့သည်ကိုယ်တော်ကြောင့်ဝမ်းသာရှင်လန်းခြင်းရှိကြပါစေသောအိုထာဝရဘုရားကိုယ်တော်သည်ဖြောင့်မတ်သောသူကိုကောင်းကြီးပေး၍ကျေးဇူးတော်အားဖြင့်ကွယ်ကာဆောင်မတော်မူလိမ့်တည်း6ခုမြောက်သောစာလံဒုက္ခရောက်စဉ်ကုမယံဆုတောင်းအိုထာဝရဘုရားအမျက်တော်ထွက်၍ကျွန်ုပ်ကိုအပြစ်တင်တော်မမူပါနှင့်ပြင်းစွာအမျက်ထွက်၍ဆုံးမတော်မမူပါနှင့်အိုထာဝရဘုရားကျွန်ုပ်သည်ခွန်အားနည်းလာပါ၏ကယ်မသနာတော်မူပါအိုထာဝရဘုရားကျွန်ုပ်အယိုးတို့သည်တုန်လှုပ်ကြပါ၏ကျမ်းမာပဂတိရှိစေတော်မူပါကျွန်ုပ်စိတ်ဝိညာဉ်သည်အလွန်တုန်လှုပ်ပါ၏အိုထာဝရဘုရားကိုယ်တော်သည်အဘယ်မျှကာလပတ်လုံးနေတော်မူမည်နည်းအိုထာဝရဘုရားတဖန်ကြွလာ၍ကျွန်ုပ်စိတ်ဝိညာဉ်ကိုကယ်ယူတော်မူပါဂရုဏာတော်နှင့်အညီကျွန်ုပ်ကိုကယ်တင်တော်မူပါအကြောင်းမူကားတည်လျက်နေစဉ်တွင်ကိုယ်တော်ကိုအောက်မေ့ခြင်းမရှိပါမရဏနိုင်ငံတွင်ကျေးဇူးတော်ကိုအဘယ်သူ
ချီးမွမ်းပါမည်နီအကျွန်ုပ်သည်ညီးတွား၍ပင်ပန်းလှပါ၏အကျွန်ုပ်ကတင်ကိုမျက်ရည်၌တညလုံးမျော၍အိယာကိုလည်းမွန်းစေပါ၏ဝမ်းနေခြင်းအဖြစ်မျက်စိပြည့်၍ရန်သူများကြောင့်ပြာမှုန်လျက်ရှိပါ၏မတရားသဖြင့်ပြုတော်သူအပေါင်းတို့ငါထံမှဖယ်သွားကြငါငိုကြွေးတံကိုထာဝရဘုရားကြားတော်မူ၏ငါတောင်းပန်ခြင်းကိုထာဝရဘုရားကြားတော်မူ၏ငါပြုသောပဌနာစကားကိုထာဝရဘုရားနားယူတော်မူ၏ငါရန်သူအပေါင်းတို့သည်ရှက်ကြောက်၍ဆုံးရှုံးခြင်းရှိကြလိမ့်မည်ချက်ချင်းပြန်သွား၍ရှက်ကြောက်ခြင်းသို့ရောက်ကြလိမ့်မည်ခုနှစ်ခုမြောက်သောစာလံတရားမျှတမှုအတွက်ဆုတောင်းဒါဝိဒ်သည်ဗင်ယာမိန်အမျိုးသားကုရှာ၏စကားကြောင့်ထာဝရဘုရားရှိတော်၌အသံညှိ၍ဆိုသောစာလံအကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရားကိုတော်ကိုအကျွန်ုပ်ခိုလုံပါ၏အကျွန်ုပ်ကိုညှင်းဆဲသောသူအပေါင်းတို့၏လက်မှအကျွန်ုပ်ကိုနှုတ်ယူ၍ကယ်တင်တော်မူပါသို့မဟုတ်နှုတ်ယူသောသူမရှိစဉ်ရန်သူသည်ရှင်သေးကဲ့သို့အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလူယူကိုက်ဖြတ်ပါလိမ့်မည်အကျွန်ုပ်၏ဖျားသခင်ထာဝရဘုရားအကျွန်ုပ်သည်ထိုသို့ပြုတော်လဲကျွန်ုပ်လက်မှအဓမ္မအမှုရှိတော်၎င်းအကျွန်ုပ်နှင့်တင့်သောသူကိုအကျွန်ုပ်ပြစ်မှား၍အကြောင်းမရှိဘဲလျက်ရန်ပြုသောသူကိုအကျွန်ုပ်ညှင်းဆဲတော်၎င်းထိုသို့သောအပြစ်တစ်စုံတစ်ခုရှိလျင်ရန်သူသည်အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုလိုက်၍မိပါစေအကျွန်ုပ်အသက်ကိုမြေပေါ်မှနင်း၍အကျွန်ုပ်အသရေကိုမြေမှုန့်၌နှိပ်ချပါစေ။အိုထာဝရဘုရားအမျက်တော်ထွက်၍ထတော်မူပါ။ကျွန်ုပ်၏ရန်သူတို့ပြင်းထန်ခြင်းကိုစီးတား၍အားထုတ်တော်မူပါ။အကျွန်ုပ်ဖို့နိုးတော်မူပါ။တရားစီရင်ဆုံးဖြတ်တော်မူပါ။လူမျိုးတို့သည်စီဝေး၍ကိုရော့ကိုဝန်းရံကြလျက်သူတို့အဖို့မြင့်ရာအရက်သို့ပြန်ကြွတော်မူပါထာဝရဘုရားသည်လူမျိုးတို့ကိုတရားစီရင်တော်မူ၏အိုထာဝရဘုရားအကျွန်ုပ်ဖြောင့်မတ်ခြင်းကို၎င်းစုံလင်ခြင်းကို၎င်းထောက်၍အကျွန်ုပ်အမှုကိုစီရင်ဆုံးဖြတ်တော်မူပါမတရားသောသူတို့၏အတ္တမအမှုကိုဆုံးရှုံး၍တရားသောသူတို့ကိုမြဲမြံစေတော်မူပါတရားသဖြင့်ပြုတော်မူသောဖျားကိုတော်သည်နှလုံးနှင့်ကြောက်ကပ်ကိုစစ်တော်မူတတ်ပါ၏သဘောဖြောက်သောသူတို့ကိုကဲ့တင်တတ်သောဖျားသခင်သည်ငါ၏အကွယ်ကာဖြစ်တော်မူ၏ဖျားသခင်သည်တရားသဖြင့်စီရင်သောဖျားဖြစ်၍မတရားသောသူကိုအစဉ်အမျက်ထွက်တော်မူ၏ထိုသူသည်မပြောင်းလဲလျင်ဓာတော်ကိုသွေးတော်မူ၏လေးတော်ကိုတင်၍ရွယ်တော်မူ၏သေစေသောလက်နက်ကိုလည်းသူ့အဖို့ပြင်ဆင်၍မြားတော်တို့ကိုလောင်စေတော်မူ၏ထိုသူသည်ဒုစရိုက်ဖွာသောဝေဒနာကိုခံရ၏မကောင်းသောအကြံစီကိုပရိသေရီယူ၍စိတ်ပြည့်ခြင်းကိုဖွားမြင်တတ်၏တွင်းကိုလည်းနတ်စွာတူးသဖြင့်မိမိတူးသောတွင်းထဲသို့မိမိကျတတ်၏မိမိမကောင်းသောအကြံစီသည်မိမိခေါင်းပေါ်မှပြန်ရောက်၍မိမိကြမ်းတမ်းသောအမှုသည်မိမိခေါင်းထိပ်ပေါ်မှတက်ရောက်တတ်၏ငါမူကားထာဝရဘုရား၏တရားသောအမှုတော်ကိုချီးမွမ်း၍အမြင့်ဆုံးသောထာဝရဘုရား၏နာမတော်ကိုထောမနာသခြင်းဆိုပါမည်